စင်ကူးမြို့နယ်မှာအချမ်းဖတ်စစ်တပ်တရင်ပေးအုပ်ချုပ်ရေးမှူး2ဦးကလက်ဖေးဆိုင်မှာရှင်းလင်းခံရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။အချမ်းဖတ်စစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူလူထုကိုငွေညှစ်နေတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်ကအုပ်ချုပ်ရေးမှူး2ဦးကိုမနေ့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဒေသခံတရင်ရင်းမြစ်တွေစီကရင်သိရပါတယ်။အဲ့အုပ်ချုပ်ရေးမှူး2ဦးကရွှေကုန်းတန်းရွာနဲ့ရွှေတုံးရွာကဖြစ်ပြီးရွှေကုန်းတန်းရွာလက်ဖေးဆိုင်မှာ2ဦးစလုံးကိုပြစ်ခတ်ခဲ့တာလို့အဲ့ဒီတရင်ရင်းမြစ်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်လက်အောက်ခံရွှေပြည်ရဲစခန်းကတော့တေဆုံးရုံလောင်း2လောင်းကိုလာကျူပြီးပြန်သွားတယ်လို့သူကဆက်ပြောပါတယ်။တရင်ရင်းမြစ်ရဲ့ပြောကြားချက်အရအဲ့ဒီအုပ်ချုပ်ရေး2ဦးကတော်လိုင်းတရင်တွေကိုအကြမ်းဖက်စစ်တပ်စီပေးပို့နေတာလို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကမရေယာမြို့နယ်နဲ့စင်ကူးမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်ရာတွေကိုဖြိုချဖျက်ဆီးနေတာဖြစ်ပါတယ်။